Hello မင်္ဂလာပါမိတ်ဆွေတို့ညီကိုတို့ရေကိုကတော့ကျွန်တော်တို့ TikTok ဆော်တဲ့ညီမလေးအလုပ်များတဲ့မီးဝိုင်းလေးပေါ့နော်ဒီမှာမီးဝိုင်းလေးဖေးရင်လိုက်ဒီမီးဝိုင်းလေးပဲနေရာတုံးလဲဆိုရင်ဒီတုတ်တိုင်လေးမှာထောင်းပြီးတော့ TikTok ကားတဲ့ညီမလေးတွေတို့တချို့လောဒီထိုင်းပြီးစကားပြောရပဲဖြစ်ဒီနာရှင်းမှာထိုင်းပြီးတော့ရေရှင်လုပ်တဲ့ညီကိုတွေသူတို့ရဲ့မျက်နှာတွေမှာဝင်ပြီးကြည်လင်ပြတ်သားနေပြီးတော့ဒါဒီလိုမီးလေးနဲ့ရှေ့ကနေထွန်းပေးထားဒီမီးလေးကိုဒါ TikTok ရှေ့ကနေပြီးတော့150နဲ့150 160နဲ့ဝယ်လို့ရတယ်နော်ဒါဈေးရောက်တာမဟုတ်ဘူးနော်ဈေးရောက်တာမဟုတ်တော့လဲမှဝယ်လာလို့ပြတာဈေးဒါမကြည့်ပဲနဲ့တက်တက်တာနဲ့ကိုယ့်ရဲ့ဝါနာပါရလေးလှုပ်ချင်တဲ့ညီကိုတွေညီမတွေပေါ့ညတော့ပြောင်းမင်းကလေးတုံးကြမယ်သူတို့က TikTok ဆော့ကြအလောက်ကပြန်မမန်လောက်ပြန်ရင်ကိုဝါနာပါလေးလောက်တဲ့ခါမှာဒီလေးနဲ့ပို့ပြီးတော့ကိုယ့်ရဲ့မျက်နှာလေးဂလိုးနေမယ်ဝင်းနေမယ်ပေါ့ဝေရှင်လောက်ချင်တဲ့ဒီ online မှာဝေရှင်လောက်ချင်တဲ့ညီကိုတွေဆိုလဲကိုလုံးမဲ့ကင်မရာရဲ့နောက်ကနေဒီကောင်ပြီးပေးမယ်ဖုန်းနဲ့ရိုက်မယ်ဆိုရင်အော်တိုပါပြီးရနော်သူမှဖုန်းညှက်ပြီးတော့ခါတင်းပြီးထောင်းပြီးရိုက်အောင်ပုံနေတဲ့အတိုင်းပြီးရင်ဒီတောက်တိုင်လေးတွေကတော်ရှည်တယ်ဗျသူတည့်ရကျွန်တော်တို့တည့်ရကြော်6ပေကြော်အဲ့တော့လူတယောက်ရဲ့ရက်ကလည်း6ပေတဲ့ကြော်တဲ့လူကမရှိပါဘူးဒီမှာ short တင်းလုပ်လို့ရတယ်နော်လိုချင်လည်းရတယ်ရှည်ချင်လည်းရတယ်အဆင်ပြေတယ်ဗျတုံးကအဆင်ပြေတယ်ဈေးနှုန်းကလည်းဘာမှဈေးကြီးတာကြီးလည်းမဟုတ်ဘူး160 150ပါပြီးရင်ဒီမှာမီးကွန်းလေးမှာကာလာ3မျိုးပေါ့ပုံမှန်ကျွန်တော်တို့အိမ်ဒီမှာထွန်းနေတဲ့ဖြူရောင်ရယ်ပြီးရင်အဝါရောင်ရယ်ပြီးရင်ပြာနုနုပေါ့ပြာနုနုကတော့သူတားရီကိုကင်မရာထဲမှာယူနေတယ်ပေါ့ကိုးကာလာဒီရောင်လေးလည်းစီးဖြစ်တဲ့တိတ်ပြီးတော့ဟိုအဝါရောင်ကကြတော့တားရီကိုကြာတားဝါတဲ့လူတွေဆိုရင်တော့အဝါရောင်ထွန်းလိုက်တော့ဟိုကအသားဖြူနေတဲ့လူတွေကိုမီးဖြူနဲ့ပြီးရင်ဖြူပဲဖြူရောဖြစ်နေတယ်ဒါကြောင့်မီးရောင်အဝါရောင်လေးပေးပြီးရိုက်လို့ရအောင်အဝါရောင်လေးထည့်ပေးထားတယ်ဖြူရဲ့အဝါရဲ့ပြာနုနုရောင်လေးဒါတော့ကိုကဆင်ပြေတဲ့ရောင်လေးနဲ့ကိုလူထားတဲ့မိတ်ကပ်တို့နှကန်းနီတို့နဲ့ကိုထွန်းမဲ့ကိုလင်းပေးမဲ့လိုက်တင်နဲ့ချိန်လိုက်အောင်လုံးအောင်ပဲချိန်ရမယ်နော်ဖုန်းထည့်ပြလို့မီးရတော့ကျန်တဲ့နီရောင်နေသင်းရောင်နေဆိုတာလည်းဂျာနဲ့တွဲထည့်တုံးလို့ရမယ်အောင်းပါဂျာနဲ့တွဲတော့မီးရများပြီးတော့ဝင်မဲ့အရောင်လေးကိုထည့်ဥပမာဖုန်းသွင်းတဲ့ဖုန်းဒပ်တာလေးမှာထိုးပြီးတော့လွယ်အောင်မယ်နော်ဒါမီတခါတည်းတိုင်းရိုက်ဟိုပလက်ပေါက်ကြီးထိုးစရာမလိုဒါကြောင့်ဘာပိုးကောင်းလဲဆိုရင်တခါတည်းထိုးလို့ရှိရင်ကြာထွန်းထိုင်မီးအားများတဲ့ခါဒီကောင်လေးကပူခံနိုင်အောင်မဟုတ်ဘူးပူခံနိုင်လို့ရှိရင်ကျွန့်သွားတယ်ဒီမှာကျဒါတုံးလေးထိုးပြီးတော့တွင်းရဖြစ်တယ်ဒါဖုန်းအားဝင်တော့အားလေးနဲ့ကြာကြီးရိုက်ကြာကြီးတွင်းခံပူပြီးတော့ကျွန့်သွားတယ်ရှိတော့ဘူးသင်ပြေတယ်ဗျဒီပါလေးဝယ်ပြီးတုံးကြပါဘောဝါနာပါလွေနှမျောပါနဲ့ထွက်တယ်နော်ဝါနာပါကိုကောင်းကောင်းလေးရအောင်တန်းမယ်ပေါ်လေးမှတ်တမ်းလေးပြင်လိုက်အောင်ဒီပစ္စည်းလေးဝယ်ပြီးတော့ရှုပ်တင်ရပြင်ပါလေဒီဆိုတော့ပေါင်းမပါနဲ့ကျွန်တော်တော့ဆော့ဖို့မဟုတ်ပါဘူးဖေးရင်မီးဆိုကိုမျက်နှာကြီးမှာအတစ်လေးလောက်တီပြန်နဲ့မိတ်ကပ်တွေလူတဲ့ခါရောင်ထုတ်ထုတ်ပေးပြီးအားကြီးပေးလိုက်လို့ရှိရင်ကိုမိတ်ကတော့ရောင်ပြန်လာပြီးစစ်တဲ့အေးဖြစ်တယ်နောက်ပြီးတော့ဒီအောင်ကြည့်ပြီးထွေတူပြောပြပြီးတော့နော်အများအားလဲဆက်ပြီးတွေ့ကြပါမယ်ဒါမှခံစားနေလဲဝါနာရဒီမှာပြောတယ်ပြီးလေးဖွင့်လာတဲ့အားပေးကြပါအောင်ဒါလေးဆင်းပြကျေးဇူးပါအားလုံးကျေးဇူး